တိယရှင်များစွာနဲ့ဒီစာကိုရေးလဲရပါတယ်။အော်ပါလူလူနဲ့ဒီနေ့ဆိုကိုရဲ့ခွဲခွာရှင်6နှစ်တောင်ပြည့်ခဲ့ပြီနော်။ကိုကျမ်းမစွာရှိနေပါတယ်မေ။နောက်ဆုံးစကားလေးကိုလေအမြဲတမ်းအမှတ်တရရှိနေစေပါ။ကိုတဲ့မေမရှိတဲ့နောက်ပိုင်းပျော်နေပါတဲ့။မေကိုကျမ်းမစွာရှိနေပါတယ်မေလည်းဘဝတစ်ခုမှာအေးချမ်းပါစေကျွန်တော်လေးရင်ထဲကတန်ရာတွေကိုဖုံးကွယ်ရင်ရှင်တန်လာခဲ့တာအခုဆိုရင်6နှစ်တောင်ရှိနေပြီရောမေရောမိနေရအစားထိုးရတာမဟုတ်ပါဘူးနော်ဘဝရှင်လန်ဖို့ဆိုတာကအမြဲတမ်းကြိုးစားဖို့ရဲ့ကိုယ်အမြဲတမ်းကူညီပေးမဲ့သူတယောက်တော့အများကြီးတော့မလိုအပ်ပါဘူးတယောက်တည်းဆိုရင်တော့လုံလောက်ပါတယ်ခုလေကိုမှတိလားကိုမှအရန်ချစ်ရတဲ့ချစ်သူလေးပိုင်ဆိုင်နေပြီတိလားသူ့နာမည်ကမေးတဲ့တိလားတိုက်ဆိုင်လိုက်တာနော်မေးရဲ့ပြောပြအောင်မတိလားမေးရဲ့အသွားလာအစနေထိုင်ရအစပြုံးတာအစမေးနဲ့တထဲရတယ်တွားတူနေရောတိလားမေးတဖန်ပြန်မွေးလာမှားရတယ်မေးရဲ့တိလားမေးလိုပဲလေတိလားကိုကြိုက်တဲ့အရာတွေဆိုရင်အမြဲမှတ်တာတိလားပြီးတော့ကိုကြိုက်တဲ့အရာတွေဆိုရင်လေကိုကအမြဲတမ်းမှုထားတာတိလားမေးနဲ့အရင်တူတာပဲမေးကတဖန်ပြန်မွေးလာမှားရတယ်မေးရဲ့နော်မေးကိုအမြဲတမ်းတတိယနော်ဒီစာကိုမိမမြင်နိုင်တော့ပေမဲ့ကိုပြောနေတဲ့စကားကိုမိမကြားနိုင်တော့ပေမဲ့မိကိုတတိယချင်းတွေဘယ်တော့မှမမေ့ဘူးဆိုတာမိယုံတော့တိုက်ဆိုင်မှုရှိရင်တော့ရှင်ထဲမှာထက်ကနေကိုဖြစ်သွားတာပဲမိရဲ့နောက်ဘဝများရှိခဲ့ရင်နောက်ဘဝများဆုံးဖြစ်ခဲ့ရင်ပေါ့နော်ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်နောက်ဘဝဆုံးဖြစ်ခဲ့အောင်ပါအဲ့အရှင်ကြရင်ရှိရှင်းနေမြဲပြီးတော့အမုန်းတရားတွေကင်းဝေးကြပါစေနော်မိကိုအမြဲတတိယနေမဲ့ဆိုင်းဝင်ရလင်းပါတခုကြာနေတယ်မိရဲ့မိပြောနေကြစကားတခုအမြဲရှိရလေတိလားအမြဲတမ်းတတိယတိလားကိုနဲ့နောက်